La 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 Yella re nit dwe tek re phet jaw laခဲ့တယ်နောက်ကြောင်ပြန်တိတ်ဖြစ်ပြက်တွေပြန်လဲကကြည့်ရင်အလဲပြောင်းတွေအချိုးကွေများတို့ဖြတ်ကျော်လာခဲ့ပုံမတူညီဘဝလိုက်လုံးကြရှိနေတဲ့လက်စုံဝမ်းနဲ့ပင်ပန်းမှုများလဲတွေ့ကြုံလာခဲ့တယ်ခက်ခဲမှုများရှိလဲလေကျော်လွန်နိုင်ခဲ့စေဝမ်းမြောက်ကြည်နူးစရာခိုက်တဘဝမှာပြန်တွေ့ကြုံမတည်ငြိမ်တိမ်မိုးသားကြပို့ဆောင်တဲ့လက်စုံဆုံးရှုံးမှုများစွာဒီလောကကြီးမှာရှင်သန်ခွင့်ပေးတဲ့လက်စုံမြဲတမ်းကွယ်ကာမမျှော်မှန်းထားတဲ့ရာဘဝတိုင်းဖြစ်လာအချိန်နဲ့မျိုးမျိုးတို့ကြားမှာမြင်ရှိနေတာလောကကဘာကြီးကိုရောက်ရှိခဲ့တဲ့နေ့လေးကိုအမတရားနဲ့နှလုံးသားလေးမှာပြန်လဲခံစားရင်နေရစင်ကရုဏာများနဲ့ပို့ဆောင်နေခဲ့ပုံအိုးချီးမွမ်းတဲ့မြတ်တာရှင်လက်စုံYella re nit dwe tek re phet jaw laခဲ့တယ်နောက်ကြောင်ပြန်တိတ်ဖြစ်ပြက်တွေပြန်လဲကကြည့်ရင်အပြောင်းလဲတွေချိုးကွင်းများတို့ဖြတ်ကျော်လာခဲ့ပုံမတူညီဘဝလိုက်လုံးကြရှိနေတဲ့လက်စုံဝမ်းနဲ့ပင်ပန်းမှုများလဲတွေ့ကြုံလာခဲ့တယ်ခက်ခဲမှုများရှိလဲလေကျော်လွန်နိုင်ခဲ့စေဝမ်းမြောက်ကြည်နူးစရာခိုက်တဲ့ဘဝမှာပြန်တွေ့ကြုံမတည်ငြိမ်တိမ်မိုးသားကြပို့ဆောင်တဲ့လက်စုံဆုံးရှုံးမှုများစွာဒီလောကကြီးမှာရှင်သန်ခွင့်ပေးတဲ့လက်စုံအမြဲတမ်းကွယ်ကာမမျှော်မှန်းထားတဲ့ရာဘဝတိုင်းဖြစ်လာအချိန်နဲ့မျိုးမျိုးတို့ကြားမှာမြင်ရှိနေတာလောကကဘာကြီးကိုရောက်ရှိခဲ့တဲ့နေ့လေးကိုအမတရားနဲ့နှလုံးသားထဲမှာပြန်လဲခံစားရင်နေရစင်ကရုဏာများနဲ့ပို့ဆောင်နေခဲ့ပုံအိုးချီးမွမ်းတဲ့မြတ်တာရှင်လက်စုံဆုံးရှုံးမှုများစွာဒီလောကကြီးမှာရှင်သန်ခွင့်ပေးတဲ့လက်စုံမြဲတမ်းကွယ်ကာမမျှော်မှန်းထားတဲ့ရာဘဝတိုင်းဖြစ်လာအချိန်နဲ့မျိုးမျိုးတို့ကြားမှာမြင်ရှိနေတာလောကကဘာကြီးကိုရောက်ရှိခဲ့တဲ့နေ့လေးကိုအမတရားနှလုံးသားလေးမှာပြန်လဲခံစားရင်နေရစင်ကရုဏာများနဲ့ပို့ဆောင်နေခဲ့ပုံအိုးချီးမွမ်းတဲ့မြတ်တာရှင်လက်စုံမတူညီဘဝလိုက်လုံးကြရှိနေတဲ့လက်စုံမတည်ငြိမ်တိမ်မိုးသားကြပို့ဆောင်တဲ့လက်စုံ